ဆိုတော့အတန်တိုင်းနဲ့နားထောင်နော် ဟုတ်ကဲ့ကျေးဇူးချီးမွမ်းပါတယ်လို့ပေါ့နော်ကျွန်တော်တောင်းတချင်းမဆိုဘူးနော်အခုကျတော့ဆိုရတော့မှာပေါ့နော်ဆိုတော့ဒီတချင်းဆိုတာကဒုတိယတရားဟောချက်တစ်ပုဒ်ဖြစ်တယ်ပေါ့နော်ဒုတိယတရားဟောချက်ပဲဖြစ်တယ်တချင်းစာသားတွေကလည်းကျွန်တော်တို့အတွက်တကယ်ပဲနားထောင်မဆိုရင်ခွန်အားယူစရာဖြစ်တယ်ပေါ့နော်ဆိုတော့ခုနဆရာဂိရစနီပြောသွားသလိုပဲဒီဘုရားသခင်ရဲ့မေတ္တာတရားကိုကျွန်တော်တို့ခံစားတဲ့အခါမှာပြန်လဲပြီးတော့မှမေတ္တာတရားတွေပြန်လဲပြီးတော့ဝေငှခြင်းဖြစ်တယ်ဘုရားခင်တင်တို့ချစ်ပါတယ်ကျွန်တော်တို့ဘုရားခင်ချစ်တယ်ဒါကြောင့်ကျွန်တော်လည်းလူသားချင်းချင်းချစ်တယ်ဘုရားသခင်ကအယုတ်လိုက်မြတ်မရွေးလူသားတိုင်းကိုချစ်တဲ့ဘုရားဖြစ်တယ်လူတွေတင်တို့စွန့်ပယ်ဘုရားပဲတော့မှမစွန့်ဘူးလို့လူတွေတင်တို့အပြည့်မခွင့်လွတ်နိုင်ဘူးဒါပေမဲ့ဒီဘုရားအမြဲတမ်းတင်တို့အပြည့်ကိုခွင့်လွတ်တယ်ဒီလူတွေတင်တို့တန်ဖိုးမထားစေဒီဘုရားတင်တို့အမြဲတမ်းတန်ဖိုးထားတာဖြစ်တယ်အထူးတစ်ဖြစ်ဒီလောကသားတွေအပြစ်တရားကြောင့်အပြစ်ငရဲကိုမကြောက်ရောက်စေဖို့ဘုရားကလောကကိုလူစားတင်းနဲ့ခံယူဆင်းကြွလာပြီးဒီကျွန်တော်တို့အတွက်အသက်အသေးခံတာဖြစ်တယ်ဒီချင်းအမင်္ဂလာတွေကိုရောက်စေတာဖြစ်တယ်ဝိနည်းအထုံးဖွဲ့တွေကိုခြေဖြတ်တာဖြစ်တယ်၃ရက်နေ့မြောက်မှာရှင်ပြန်ထမြောက်ပြီးတော့မှကျွန်တော်တို့နဲ့အတူရှိတဲ့ဘုရားဖြစ်တယ်ဒီဘုရားကငါဒီကကဘာကွန်ပျူတာတင်နဲ့အတူရှိမယ်လို့ပြောတဲ့ဘုရားဖြစ်တယ်ဘယ်တော့မှကျွန်တော်တို့မစွန့်ပစ်သွားပါဘူးလို့နော်ဒီတဲ့ခါမှာဒီဘုရားဘာပြောလဲဆိုငါ့ကိုယုံကြည်တော့သူတို့ဒီတေလွန်တော်လဲရှင်လိမ့်မယ်လို့ပြောပါတယ်ဒီနေ့အပြည့်ရဲ့သဘောတရားစာတိဒီခန္ဓာတွေကျွန်တော်တို့သိဆုံးခြင်းရှိပါတယ်ဒါပေမဲ့အသက်ဝိညာဉ်32ပုံထဲမှာလည်းသွားစရာမလိုဘူးတန်တရားထဲမှာလည်းလွတ်မြောက်တယ်နေရဲကလည်းလွတ်မြောက်တယ်အဲ့ဒါဘုရားရဲ့ကျေးဇူးဖြစ်တယ်ဒီဘုရားကိုယုံကြည်လက်ခံတဲ့အခါမှာအသက်တာကလည်းပြောင်းသွားတယ်အသက်တာဘာပြောင်းသွားလဲဆိုတော့အပြောဆိုတွေပြောင်းသွားတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်ကဆိုဆဲတက်တယ်အခုဆိုမဆဲတက်တော့ဘူးကျွန်တော်တို့လည်းယုံကြည်သူခရိယန်တယောက်ဖြစ်ရင်လေဆဲခိုင်းရင်တော့ဆဲလို့မရတော့ဘူးဒီစကားတွေလည်းကြမ်းကြမ်းတမ်းတမ်းပြောလို့မရတော့ဘူးအလိုလိုပဲဘုရားကပြောင်းလဲပေးတာပေါ့နော်ထို့နေတူပဲကျွန်တော်တို့အသက်တာတွေပြောင်းလဲပေးတယ်အမှုချင်းတွေပြောင်းလဲပေးတယ်ကျွန်တော်တို့ဘဝကိုလည်းပြောင်းလဲပေးနိုင်တယ်ဒီဘုရားပဲဖြစ်တယ်ဒီဘုရားကငါ့ကိုယုံကြည်ပါလို့ပြောတာဖြစ်တယ်ယုံကြည်ရင်ဒီနေ့ကျွန်တော်အပြစ်စီခြင်းမခံရဘူးအပြစ်မှလွတ်မြောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ချင်းလေးကတော့တမလွန်ရေးအတွက်ကျွန်တော်စဉ်းစားဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချင်းလုံးနားထောင်ပြီးခွာယူမယ်ကျွန်တော်လည်းတော်တချင်းမစိုးဘူးဒါပေမဲ့မစိုးဖြစ်တာပေါ့နော်အဲ့တော့မစိုးတတ်တာပေါ့နော်သို့တော်ညာလဲဒီချင်းလေးအပြည့်ဒီမှာရှိတဲ့မိသားစုတွေကျွန်တော်ခွာပြီးမယ်လို့